ကျွန်တော်အခုဗီဒီယိုမှာပြောမယ့်အကြောင်းအရာကတော့ concept chatbot ကိုအသုံးပြုပြီးတော့ personalize photo တွေထုတ်လို့ရတဲ့အကြောင်းပြောမှာဖြစ်ပါတယ်ဆိုတော့ use case အနေနဲ့ကတော့အများကြီးရှိရပေါ့နော်ဥပမာအားဖြင့်ကျွန်တော်တို့ဒီ personalize photo ဟို certificate အနေနဲ့ထုတ်ပေးမှလား invoice တွေ receipt တွေအနေနဲ့ထုတ်မှလားကြိုက်တာလုပ်လို့ရပေါ့နော်ဆိုတော့ဟိုဘယ်လိုလုပ်ဖို့အတွက်ဘာ platform တွေလိုလဲဘယ်လိုလုပ်ဖို့လိုလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ဆိုတော့ use case အသေးစိတ်ကိုပြောမယ်ဆိုရင်ဥပမာအားဖြင့်ကျွန်တော်ဆိုပါစို့ကိုယ့်ရဲ့ customer ဖြစ်စေကိုယ့်ရဲ့အလူရှင်ဖြစ်စေscreenshot ပေါ့ငွေလွှဲထားတဲ့ screenshot KP လိုမျိုးလာပြတယ်ဆိုတော့ chatbot ကနေပြီးတော့ဒီဓာတ်ပုံတွေကစာသားတွေကိုဒါလူကဘာမှလုပ်ဆရာမလိုဘဲနဲ့အလိုအလျောက်စာသားတွေကိုဆွဲထုတ်လိုက်တယ်ပေါ့ OCR နည်းပညာလို့ပေါ့ဆိုတော့ဒါကိုကျွန်တော် AI နဲ့သုံးမယ် Open AI ရဲ့ GPT-4 GPT-4o ကတော်တော်လေးကိုအသုံးဝင်နေပေါ့နော်ဆိုတော့အဲ့ဒီစာသားတွေကိုဆွဲထုတ်ပြီးတော့ဥပမာအပြင်ကျွန်တော်တို့ဒီခုန bank screenshot ပေါ့ငွေလွှဲထားတဲ့ screenshot ဆိုရင်လည်း KP ဆိုလဲဒါ transaction ID တွေကိုဆွဲထုတ်လိုက်ကျွန်တော်ဘာအတွက်ဆွဲထုတ်မှာလဲကျွန်တော်တို့ဒီမှာရှိတဲ့အချက်လက်တွေနဲ့တိုက်ဆိုင်စစ်ဆေးဖို့အတွက်ပေါ့နော်ဆိုတော့ transaction ID တွေကိုကျွန်တော်တို့ကစာရင်းပြုစုထားမယ် Google Sheet ထဲမှာတင်ထားမယ်အဲ့ဒီထဲက transaction ID နဲ့ကျွန်တော်တို့ဒါ customer တွေကိုယ့်ရဲ့အလူရှင်တွေလာပြတဲ့ဟာတွေနဲ့တိုက်ဆိုင်စစ်ဆေးမယ်ပေါ့နော်ဆိုတော့ဒီလိုတိုက်ဆိုင်စစ်ဆေးပြီးသွားပြီဆိုကျွန်တော်တို့ဘာဆက်လုပ်မလဲတိုက်ဆိုင်စစ်ဆေးပြီး validate လုပ်မယ် customer ကဒီအလူရှင်ကသူ့ရဲ့အချက်လက်တွေပြီးတယ်အဲ့ဒီအချက်လက်တွေရဲ့ကျွန်တော်တိုက်ဆိုင်စစ်ဆေးထားတဲ့အချက်လက်တွေကိုယူပြီးတော့ကျွန်တော်တို့personalized image ပေါ့နော်ဆိုတော့ဓာတ်ပုံအနေနဲ့ပြန်ထုတ်အဲ့ဓာတ်ပုံထဲမှာသူထည့်ခြင်းတဲ့အချက်လက်တွေဆိုတော့နာမည်တို့လူတန်းထားတဲ့ပမာဏတို့transaction ID စရှိသဖြင့်သူထည့်ခြင်းတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ကဒါ dynamic data ပေါ့နော် dynamic data တွေကိုဒါဓာတ်ပုံတွေကိုရိုက်သွင်းလိုက်တဲ့သဘောပဲဒါလူကနေပြီးတော့တယောက်ချင်းစီလိုက်လုပ်ဆရာမလိုဘူးအလိုလျောက်ကြာကျွန်တော်တို့ automation platform တွေနဲ့ချိန်ပြီးတော့ AI အနေနဲ့ချိန်ပြီးတော့ကျွန်တော်လှုပ်သွားမယ့်ဟာပေါ့နော်ဆိုတော့ဒါမိတ်ဆွေအနေနဲ့ကရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလုပ်လို့ရတယ်ပေါ့နော်အရင်ခက်ခဲလှုပ်ဆရာမလိုဘူးဒါ technical skill လည်းသိမလို့ပေါ့နော်ဆိုတော့အဲ့ဒီအရာကြီးလုပ်ဖို့အတွက်ဘာတွေလိုအပ်မလဲကျွန်တော်မိတ်ဆွေအနေနဲ့ပထမဆုံးအနေနဲ့ concept platform လို့ပေါ့နော် concept မှာမိတ်ဆွေတို့ messenger bot တစ်ခုတည်းမဟုတ်ဘူးမိတ်ဆွေတို့ဒါလူသုံးများတဲ့ Telegram တို့ Viber တို့လိုမျိုးအသုံးပြုလို့ရတယ်တခြားကျွန်တော်တို့ဟို website chat တို့ email တို့ Instagram WhatsApp တို့ SMS တို့နောက်ဆုံးကျွန်တော်တို့ဖုန်းနဲ့ဒီဖုန်းကနေပြောတဲ့ဖုန်း bot တွေဖြစ်တဲ့ voice bot တွေလည်းကျွန်တော်တို့လှုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါအပြင်ကျွန်တော်တို့ကဒါ concept မှာ e-commerce စနစ်တွေပါတယ် concept မှာကျွန်တော်တို့ AI အနေနဲ့ချိန်လို့ရတာပါတယ် concept နဲ့ other platform ကြိုက်တာချိန်လို့ရတယ်ကျွန်တော် CRM platform လား email auto responder လား marketing အတွက်လည်းသုံးလို့ရတယ်ကျွန်တော် automation တွေအတွက်လည်းနည်းမျိုးစုံသုံးလို့ရတယ်ပေါ့နော် okay ဆိုတော့ဒီအခုပြောမယ့် use case ကကျွန်တော် screenshot ပြတယ် screenshot ထဲက data ကိုဆွဲထုတ်မယ် validate လုပ်မယ် validate လုပ်ပြီးသွားတဲ့အချိန်နောက်ပိုင်းမှာကျွန်တော်တို့ကဒါသူ့ကို personalized image တွေပြန်ထုတ်ပေးမယ်ပေါ့နော်ဆိုတော့လိုအပ်ချက်အနေနဲ့ကမိတ်ဆွေ concept ကို sign up လုပ်ပြီးတော့အသုံးပြုဖို့လိုမယ်ပေါ့နော် sign up လုပ်ပြီးသွားပြီးသူအစင်းစင်းကျွန်တော်တို့ဒီ portal မှာညွှန်ကြားချက်တိုင်းလုပ်ပြီးသွားပြီဆိုရင် concept နဲ့ကျွန်တော်တို့တခြား platform တွေစချိန်လို့ရမယ်ပေါ့နော်ဆိုတော့ concept ထဲဝင်သွားပြီဆိုရင် concept ရဲ့ setting အောက်ထဲမှာ integration တွေရှိတယ် channel တွေရှိတယ် channel တွေအရင်ချိန်ဖို့လိုတယ်ပေါ့နော်ဒါဒီထဲရောက်လာပြီဆိုတော့မိတ်ဆွေအနေနဲ့ကဒါ messenger bot ဖြစ်ပါဖြစ်တခုတော့ချိန်ပြီးသွားပြီ Facebook ရဲ့ Facebook page နဲ့ချိန်ပြီးသွားပြီဆိုတော့ကျွန်တော်တို့တခြားဟာတွေဆက်ချိန်မယ်ဆိုရင် integration တွေနဲ့ခုနအရင်ဆုံးချိန်မှာ OpenAI ကဒါမိတ်ဆွေတို့ကြားဖို့တဲ့ ChatGPT ကဒါမိတ်ဆွေတို့လည်းအသုံးပြုကြတယ်ပေါ့နော်အခချင်းငွေပေးရလူတွေရှိတယ် ChatGPT Pro ပေါ့သူကတက်တာက ChatGPT မှာကျွန်တော်တို့ကဟိုသူ့ရဲ့ feature တွေ function တွေသုံးဖို့အတွက် pro version ကိုလာစင်ကြည့်ပေးရတုံးတာအခုကျွန်တော်တို့သုံးမဲ့ဟာကကြတော့ developer တွေသုံးတဲ့ API ကိုသုံးတာပေါ့နော် API ကိုတခြား platform တစ်ခုနဲ့တစ်ခုချိတ်ဖို့အတွက်သုံးတယ် API ဆိုတာဒါ password လို့ပဲတစ်ခုနဲ့တစ်ခုလှမ်းချိတ်ဖို့အတွက်အသုံးပြုတဲ့ key တွေပေါ့နော်ဆိုတော့ API သုံးမယ်ဆိုရင်ဒါ platform.openai.com ပေါ့နော်အဲ့ဒီထဲမှာမိတ်ဆွေအနေနဲ့ကတ်တီချိတ်ဖို့လိုတယ် OpenAI ကတော့ဒါအခုကျွန်တော်ပြောနေတဲ့အတန်တွင်းနေတဲ့အချိန်2025မေလပိုင်းထဲမှာတော့ဟိုကျွန်တော် free တော့မပေးတော့အရင်တော့ကျွန်တော်တို့စတော့သုံးတော့လိုမျိုးကျွန်တော်အရင်တော့သုံးခဲ့တာမျိုးတွေဟုတ်ဆိုရင် free ရတယ်အခုမရတော့ဘူးเนาะဆိုတော့ဒီမှာကျွန်တော်တို့က Visa Mastercard ချိတ်ရမယ်ဒီ OpenAI ရဲ့ကိုယ့်ရဲ့ account setting နဲ့တွားပေါ့เนาะ setting နဲ့တွားပြီးတော့billing session ထဲမှာကတ်ချိန်မယ်ပြီးတော့သူက prepaid လုပ်ဖို့လိုတယ်
top up လုပ်ထားဖို့လိုပဲပေါ့နော်ကြိုပေးထားဖို့လိုပဲအနည်းဆုံး$5နေစပေးလို့ရတယ်ပေးဆွေကြိုက်တဲ့လောက်ထည့်လို့ရတယ်သူကလစဉ်ကြီးနဲ့ဖြတ်တာမဟုတ်ဘူးသူကကျတော့3တလောက်ပေး pay as you go ပေါ့ဒါ OpenAI ရဲ့ charge လုပ်တဲ့စနစ်သူလစဉ်ကောက်ခံ sorry သူကောက်ခံတဲ့စနစ်ပေါ့နော်ကောက်ခံတဲ့စနစ်ကလစဉ်မဟုတ်ဘဲနဲ့3တလောက်ပေးဆွေဘာကိုသုံးမလဲ image generation လား image analysis လား text generation လားသူ AI model ပေါ်မူတည်ပြီးတော့မတူပါဘူးခုနကျွန်တော်နမူနာပြလို့ပဲ pricing ညမတူပေါ့နော်ဆိုတော့ကျွန်တော်သုံးမဲ့ image analysis က GPT-4o ပေါ့နော် GPT-4o ကသူက1 million token မှာ$2.5လောက်ပေးရတယ်ဆိုတော့ဒါကျွန်တော်စမ်းကြည့်လောက်ဆိုရင် image analysis လုပ်တဲ့ဓာတ်ပုံ screenshot ကိုဒါဆိုပါစို့ KP မှာလွှဲထားတဲ့ငွေလွှဲထားတဲ့ screenshot ကိုပြလိုက်တယ်ဆိုသူ analyze လုပ်ပြီးတော့ data ဆွဲထုတ်တာတစ်ချိန်လုပ်ရင်သူကခန့်မှန်းခြေပေါ့နော်သူအတိအကျပြောရခက်တယ်ခန့်မှန်းခြေကကျွန်တော်တို့1 cent ဒေါ်လာပေါ့နော်ဒေါ်လာမဟုတ်ဘူးဒေါ်လာရဲ့100ပုံတစ်ပုံအဲ့ဒီရဲ့နောက်တစ်တော့ပေါ့နော်ဆိုတော့ဒေါ်လာရဲ့200ပုံတစ်ပုံပေါ့နော်200ပုံတစ်ပုံမှာအဲ့လောက်ပဲပြရတယ်ဆိုတော့ဒါတော်လေးသက်တာတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါလူနေရာမှာကျွန်တော်ဒီ screenshot တွေတယောက်ချင်းစီလိုက်ဆက်ရတဲ့ဟာမှာတော်လေးသက်တာမယ်ပေါ့နော်အဲ့ဒီ screenshot ဟိုကျွန်တော်တို့ကအရင်တော့ဆိုကျွန်တော် OCR platform တွေဒါ software platform တွေ cloud platform တွေနဲ့သုံးရတယ်တခါတလေကျရင်ကျွန်တော်တို့ဒါကုန်ကြစိတ်များတာမျိုးရှိရပေါ့နော်ဆိုတော့ AI ကကြတော့သူကတော့ဒါကျွန်တော်တို့သက်တောင့်သက်တာနဲ့မြန်ဆန်လွယ်ကူလုပ်လို့ရတာပေါ့လူကကျွန်တော် coding skill တိတ်မလို့ဘူးဆိုတဲ့သဘောမျိုးရှုပ်ထွေးမှုတိတ်မရှိဘူးဆိုတဲ့သဘောပေါ့နော် okay ရပြီဆိုတော့ကျွန်တော်တို့ setting ထဲမှာခုန integration တွေချိန်မယ်ပထမဆုံး OpenAI ချိန်မယ် OpenAI ကိုချိန်တဲ့အချိန်ကျရင်ကျွန်တော်တတိထားမှာကဒါချိန်ပြီးသားဖြစ်သွားပြီပေါ့နော်မချိန်ခင်ကျွန်တော် connect လုပ်ဖို့လိုတယ် connect လုပ်တဲ့အချိန် API key ကိုကျွန်တော်တို့ယူမယ်ပေါ့ခုနလို cut တွေပါချိန်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ API key ထုတ်မယ် API key အောက်မှာ key သွားပြီးတော့ create new secret key ပေါ့ထုတ်ပေးမယ်ဆိုတော့မိတ်ဆွေအနေနဲ့ကဒီ key ထုတ်တဲ့ချိန်ကျရင်ဒီထားမှာတစ်ခါပဲထုတ်ပေးတယ်ဆိုတော့ထွက်လာတဲ့ key ကိုတစ်ခါတည်းခုတိန်းထားရင်တိန်းထားဒါမှမဟုတ်မတိန်းမနဲ့တစ်ခါတည်း integrate လုပ်တာပိုကောင်းပါတယ်ဆိုတော့ဒီမှာနာမည်တွေပါတယ်ပေးတာမိတ်ဆွေကြိုက်တာလုပ်လို့ရတယ်ဒါပြဿနာမရှိဘူးခုံမှတ်မိဖို့အတွက်ပဲပေါ့နော် create secret key လုပ်ပြီးတော့ဒီ service account ကနေပြီးကျွန်တော်ယူလိုက်တယ်ပေါ့ယူပြီးတော့ကျွန်တော် contract ကဒီမှာပေါ့နော်ဒီမှာတော့ထည့်ပြီးတော့ connect နှိပ်ပြီးတော့ key ထည့်လိုက်ရင်ဆိုရင်ကျွန်တော်ချိတ်သွားတယ်ဒါချိတ်ပြီးသားဖြစ်သွားတယ်အောက်က automated response တွေပါတယ်ကိုမလိုအပ်ဘူးဆိုကျွန်တော်ပိတ်ဖို့လိုပါတယ်သူက automated response ဒီဟာ on ထားတယ်ဆိုရင်ကျွန်တော်ချိတ်ထားတဲ့messenger bot ဆို messenger bot တစ်ခုလုံးမှာသူက AI ကအလုပ်နေမှာပေါ့နော်ကိုကလိုချင်တာကခုန screenshot ပြတဲ့ case တစ်ခုတည်းတီးတန့်ပေါ့ specific case တစ်ခုအတွက်ပဲတုံးချချင်နေဆိုရင်တော့ကျွန်တော်တို့ကဒါလေးတွေ off ပေးပါပေါ့နော် automated response တွေ automated voice response တွေဒါတွေ off ထားပေးဖို့လိုတယ်ပြီးရင်ကျွန်တော်တို့က save လုပ်လိုက်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါ OpenAI နဲ့ချိန်တဲ့အပိုင်းပြီးတော့ကျွန်တော်တို့ကဘာချိန်မလဲ okay ကျွန်တော်တို့ကဒီဓာတ်ပုံတွေအချက်လက်ကို OpenAI နည်းပညာနဲ့ဆွဲထုတ်မယ်ဆွဲထုတ်ပြီးကျွန်တော်တို့ကချက်လက်တွေ validate လုပ်ဖို့ data verify လုပ်ဖို့ကျွန်တော် Google ရှိပေါ့နော်မိတ်ဆွေအနေနဲ့ဒါ Google account သုံးနေဆိုရင် Google ရှိလေရင်းနှီးပြီးသားရှင်းမှာပေါ့နော်ဒါတော်တော်များ data တွေဖြည့်ပြီးတော့သုံးကြတယ်ခုနဥပမာလိုမျိုးဆိုရင်ဒီမှာဆိုကျွန်တော်နမူနာလောက်ထားတာ trans ID ဆိုတာလောက်ထားရှိတယ် KP Bansley ရဲ့ကျွန်တော်တို့ transaction bank transaction ID ဥပမာပေါ့နော်ဒါမျိုးလောက်ထားတာမျိုးဆိုတော့ customer တွေတွဲတဲ့မြငွေတွေကိုကျွန်တော်တို့ကအချက်လက်တွေကိုဖြည့်ထားတယ်ပေါ့နော်ဒါ column တစ်ခုထဲမှာထည့်ထားတယ် column တစ်ခုမှာဒါကတော့ကျွန်တော်တစ်ခုပဲထည့်ထားနမူနာပေါ့နော်ဒါဆိုရင်ဒါသူ့ column အလိုက်ဒါမျိုး information တွေထည့်တယ်ရတယ်ဒါမိတ်ဆွေပေါ်ဟိုတည်းကြိုက်တာလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီ screenshot bank slip ကိုပဲ verify လုပ်ချင်တယ်ဆိုတော့အဓိကအသုံးဝင်တဲ့အချက်က ID နဲ့ verify လုပ်မယ်ဆိုတော့ ID ပဲထည့်ရပါတယ် column A မှာကျွန်တော်တို့တတိထားမှာကဒီ ID နံပါတ်တွေဒီကဏ္ဍအရမ်းများရင်ကျွန်တော်တို့က format ကို text format လေးထားပေးပါ number ထဲမှာ plain text လေးထားတာဒါကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကလုံးဝရင်တော့အလိုလျောက် scientific format တွေပြောင်းသွားတယ်ဆိုတော့ e တွေပါဖြစ်သွားတယ်ပေါ့နော်ဒါကျွန်တော်တို့က chatbot ကနေ validate လုပ်တဲ့ခါကျရင်လည်းပြန်လာရှိနိုင်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့က plain text ပဲထားတာအကောင်းဆုံးပဲကြိုက်တဲ့လောက်ကဏ္ဍရှိပြီးစီအဆင်ပြေအောင်လို့ column တစ်ခုလုံးရွေးမယ် sorry format ထဲက plain text ကိုထားမယ်ပေါ့နော် okay ဒါဒီနေ့ဒီချက်တတိထားမယ်ချက် okay ဆိုတော့
ကျွန်တော်တို့ Google Sheet ကိုချိန်မယ်ဆိုလဲခုန OpenAI ချိန်ခဲ့လို့ပဲ integration ရဲ့အောက်မှာကျွန်တော် Google Sheet ရှိမယ်ဒီမှာလည်းကျွန်တော်ချိန်ပြီးသားဖြစ်နေပါနော်ဆိုတော့ connect နှိပ်မယ် connect နှိပ်လိုက်တဲ့ခါကျရင်ကျွန်တော်ဘယ် Google account နဲ့ချိန်မလဲသူမေးလိမ့်မယ်ကျွန်တော်တို့ set လုပ်သွားရုံပဲပေါ့နော်ကိုအသုံးပြုမဲ့ account ကို Google account ကိုရွေးပေးလိုက်ရုံပါပဲဆိုတော့ပြီးသွားပြီဆိုရင်အခုလိုမျိုးပေါ်လာမယ် manage ကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီကိုကဘယ် spreadsheet နဲ့ချိန်မလဲဘယ် Google Sheet နဲ့ချိန်မလဲဆိုတာလုပ်ရမယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ခုနကျွန်တော်နမူနာပြရ demonstration နဲ့ရှိတဲ့ချိန်ထားတယ်ပေါ့နော်ဆိုတော့မိတ်ဆွေအနေနဲ့ကဒါကိုကြိုက်တာထည့်ပေါ့ဒီမှာ link လုပ်မယ်ဒီ Google Sheet ရဲ့ link လုပ်မယ်နာမည်လုပ်မယ်နာမည်ကတော့မိတ်ဆွေအဆင်ပြေတဲ့နာမည်ကိုမှတ်မိရဲ့နာမည်ပေးလိုက်လို့ရပါတယ်ဆိုတော့ဒါ Google Sheet ကိုချိန်ပြီးအပိုင်းပြီးသွားပြီဆိုတော့ Google Sheet ထဲက data validate လုပ်မယ် Google Sheet ထဲမှာကြိုဖြည့်ထားတဲ့အချက်လက်နဲ့ customer တွေဒီအလှူရှင်တွေကပြလိုက်တဲ့ screenshot ကလာတဲ့ data အဲ့နှစ်ခုကိုတိုက်ဆိုင်စစ်ဆေးဆိုတော့ဒါ validate လုပ်တယ်ဆိုတာအမှန်ကန်မှုအတည်ပြုတဲ့တဘော fraud မဖြစ်အောင်ကြားထဲမှာပြဿနာမဖြစ်အောင်ကျွန်တော်လုပ်တဲ့စနစ်ပေါ့နော်ဒီအဆင့်မဖြစ်မနေလုပ်ရမယ်တော့မဟုတ်မိတ်ဆွေလုပ်ချင်းလုပ်လို့ရတယ်ဒါမိတ်ဆွေရဲ့လုပ်ထုံးလုပ်နည်းပေါ့မူတည်ပေါ့နော် okay ပြီးကျွန်တော်တို့ကဘာချိန်မလဲဆိုတော့နောက်ကျွန်တော်တို့ automation လုပ်မယ်ဒီ image personalization လုပ်ဖို့အတွက် automation platform တခုလုပ်မယ်ပေါ့နော်ဂျားနေတို့ကနေပြီးတော့ဒီဓာတ်ပုံထဲကိုစာသားတွေထည့်တဲ့ဟာမျိုးဆိုတော့ဒီလိုလုပ်ဖို့အတွက်နည်းလမ်းတွေကတော့အများကြီးရှိရဲ့ကျွန်တော် platform တွေလည်းအများကြီးရှိအဲ့ဒီထဲကကျွန်တော် Google Slide ကိုပဲ free ရတဲ့ Google Slide ကိုပဲအသုံးပြုလိုက်တယ်ပြီးတော့ Google Slide ကထွက်လာတဲ့ပုံကိုကျွန်တော်တို့ Google Slide ကထွက်လာတဲ့ dynamic image ပေါ့နော်ဆိုတော့အပုံထဲကနေစာသားတွေထည့်လိုက်တယ်အဲ့ကျွန်တော်တို့customer ပြလိုက်တဲ့ screenshot တဲ့ data တွေဒါမှမဟုတ်သူ confirm လုပ်တဲ့ data တွေ customer သူဘာထည့်ချင်နေဆိုတဲ့အချက်လက်တွေကိုယူစုထားတယ် chatbot ကနေစုထားတယ်ဒီအချက်လက်တွေကိုကျွန်တော်တို့ကslide ထဲထည့်တယ် Google slide ထဲထည့်တယ်ပြီးတော့ဓာတ်ပုံပြန်ထုတ်တယ်အဲ့ဒါတွေလုပ်ဖို့အတွက်ကကြတော့ကျွန်တော်တို့က public connect ဆိုတဲ့ platform တစ်ခုလိုတယ်ဒါ sorry automation platform တစ်ခုပေါ့နော်ဆိုတော့ automation က Zapier ချိုးလဲကြဦးတယ် Zapier ကအသုံးများတယ်ပေါ့နော်ဒါပေမဲ့ public connect ကတော့ alternative အနေနဲ့ဈေးသက်သာတယ်သုံးပြီးရလွယ်ကူတယ်ဒီအတွက်ကျွန်တော်တို့ဒါရွေးချယ်တာပေါ့နော် concept နဲ့လည်းကျွန်တော်တို့က native integration ရှိပြီးသားဆိုတော့လွယ်လွယ်ကူကူအသုံးပြုလို့ရတယ်ပေါ့နော်သူ့ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ concept platform ကနေပြီးတော့ API key ထုတ်ပေးဖို့လိုတယ်ဆိုတော့သူလည်း integration ထဲမှာပဲတွားမယ်အပေါ်ဆုံးက concept API access token ဒီမှာ key ကျွန်တော် blur လုပ်ထားတယ် security ရပါနော်ဆိုတော့အဲ့ key ကိုကျွန်တော်တို့ကအကုန်လုံးတစ်ခုမှချမ်းအားလုံး copy လုပ်ဖို့လုပ်မယ်ပြီးရင်ကျွန်တော်တို့က public connect ဆိုတဲ့ဟာ platform ကိုကျွန်တော်တို့တွားဖို့လုပ်မယ်အကောင့်ဖွင့်မယ်တုံးစံတိုင်းပဲ assign ရလုပ်မယ်ပေါ့နော်သူလည်းသူ free pay ခဏပေးစမ်းသုံးတဲ့ trial ပေါ့နော်ပြီးရင်ကျွန်တော်တို့ဝယ်သုံးရမယ်သူကလည်း OpenAI လိုပဲအမေ OpenAI လိုတခါတည်း OpenAI တော့ trial မရှိဘူးတခါတည်းကတ်ထည့်ရတယ်ဒီပုံမျိုးပေါ့နော်ဆိုတော့ sign up လုပ်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကသူ့ရဲ့အဲမှာကျွန်တော်တို့က image personalization တွေလုပ်မယ်ပေါ့နော်ဆိုတော့ဒီဟာမလုပ်ခင်ကျွန်တော်အရင်ဆုံးconcept flow တွေဘယ်လိုလုပ်မလဲဆိုတာကျွန်တော်တစ်ချက်ပြပေးမယ် okay ဆိုတော့ flow ကတော့ဒါချင်းအရန်ကြတယ် concept မှာ visual flow builder ပေါ့နော်ဘယ်အဆင့်တွေဘယ်ဆက်ဖြစ်သွားမယ်ဆိုတဲ့ဟာမျိုးchatbot နဲ့ပတ်သက်တဲ့အခြေခံတော့သိဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်ဒီမှာရှိပါတယ်ဒါမေးလို့ရတယ်ဒါ concept user တွေကိုကျွန်တော်comment ပြန်ပေးပေးပါတယ်ဒီ chatbot နဲ့အသုံးပြုတဲ့အခြေခံချက်လက်တွေပေါ့နော် flow ဆိုတာပါလဲ custom field ဆိုတာပါလဲ tag တွေဘယ်လိုလုပ်တယ်စသဖြင့်ပေါ့နော်ဒါတွေတော့အခြေခံသိဖို့လိုပါတယ်ဆိုတော့ဒီ flow ထဲမှာဘယ်လိုဆွဲထားလဲဆိုတာကျွန်တော်ပြပေးမယ်ဒါ flow အရင်ရှိတယ်ဆိုမလန့်ပါနဲ့ဖြည်းဖြည်းချင်းစီကျွန်တော်ပြထားပေးမယ်အရင်ဆုံးပထမဆုံးအဆင့်အနေနဲ့ first step မှာဒါခုနကျွန်တော်တောက်လျှောက်ပြောခဲ့လို့ပဲဒါ customer ဖြစ်ဖြစ်အလူရှင်ဖြစ်ဖြစ်သူကလူတစ်ခု transaction ပြီးသွားတူငွေလွှဲပြီးသွားပြီဆိုတာအတည်ပြုချက်ကိုယ့်ရဲ့ Facebook page မှာလာပြရတယ်ဆိုပါစို့အဲဆိုရင်ကျွန်တော်တို့ကflow လေးတစ်ခုသူ့ပို့ပေးလိုက်လို့ရတယ်ဆိုတော့
အဲ့ဒီ flow ကနေပြီးတော့ကျွန်တော်တို့ button လေးတစ်ခုပေါ့နော်ဥပမာကျွန်တော် menu ထဲမှာထည့်ထားလို့တာမျိုးပေါ့နော် menu ထဲမှာဆိုပါစို့ certificate အလိုလျောက်ထုတ်မယ်ဆိုတဲ့ဟာမျိုးဒါမှမဟုတ်လဲကျွန်တော်တို့ရဲ့ Facebook page မှာ link လေးတစ်ခုထည့်ထားတယ် chatbot link ပေါ့နော်အဲ့ဒီကနေပြီးတော့ screen အဲ့ဒီ link ကနေပြီးတော့ကျွန်တော်တို့ဒါ screenshot ပြပြီးတော့ certificate အလိုလျောက်ထုတ်ယူနိုင်ပါပြီဆိုတဲ့မျိုးကြီးညာပေးထားတယ်ပေါ့ဆိုတော့အဲ့ဒီ link ကနေဝင်လာတာမျိုးလည်းလုပ်လို့ရတယ်ဆိုတော့ဒီ flow ရဲ့ link ကြီးပေါ့ဒီ flow ရဲ့ link ကနေပြီးတော့ကျွန်တော်တို့တစ်ဆင့်လောက်တွားလို့ရတယ်ပေါ့နော်ဆိုတော့အရင်ဆုံးဒါ customer solution ကိုကျွန်တော်တို့ကသူ့ကိုdata input လုပ်ခိုင်းတာပေါ့နော်သူ့ရဲ့ screenshot ကိုတောင်းတာပေါ့ဆိုတော့ဒါကျွန်တော်နမူနာရေးပြထားရပေါ့နော်ဆိုတော့မိတ်ဆွေအနေနဲ့ဒါကြိုက်တာရေးလို့ရတယ်ဗမာမှုပြုရတယ်ပေါ့နော် screenshot ကျေးဇူးပြုရေး screenshot လေးပြပေးပါပေါ့ဆိုတော့သူ upload လုပ်ဖို့လို့အဲ့ဒီမှာကျွန်တော်တို့ကဒါ get user data ကျွန်တော်တို့အမျိုးအစားပေါ့နော် flow တွေက get user data ကိုကျွန်တော်အသုံးပြုကြတယ် reply type မှာကျွန်တော် image ဖြစ်ဖို့လိုတယ် text မဟုတ်ပါဘူး image ပါပြီးကျွန်တော်တို့ကဒီ custom field မှာလည်းဒါကိုကဖယ်ထဲတင်ချင်တာလဲပေါ့ဆိုတော့ဓာတ်ပုံကိုတင်မဲ့ URL ပေါ့သူ upload လုပ်လိုက်တဲ့ URL ကိုကျွန်တော်တို့က custom field တစ်ခုထဲမှာတော့တင်ထားတယ်ပေါ့ဒါ chatbot ထဲအချက်လက်ပေါ့ chatbot ကျွန်တော်တို့ concept ထဲအချက်လက်တင်နေနေရပေါ့ဒီမှာကျွန်တော်တို့တင်နေတင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကနောက်အဆင့်နေနဲ့သူတင်ထားတဲ့အချက်လက်ကို open AI နဲ့မေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တင်ခဲ့တဲ့နာမည်တွေတော့မှတ်ထားဖို့လိုတယ်ဒါကျွန်တော်အတိုင်းလိုက်လှုပ်ဆရာမလို့ပါဘူးကြိုက်တဲ့နာမည်ပေးပြီးတော့ add new ဆိုပြီးတင်တော့လို့ရတယ်ဒီမှာတော့ကျွန်တော် get ပေါ့နော် text get ဆိုတဲ့ဟာ temp text get ဆိုတဲ့ဟာလေးကျွန်တော်တင်ထားတယ်ဆိုတော့ဒီဟာ तू ကတကယ်လို့သူပေးခဲ့တယ်ဆိုရင်ဒီ assign dot လေးကနေထွက်တယ်ပေါ့တကယ် skip လုပ်ရင်တော့ရက်သွားမှာပေါ့ तू မပေးဘူးတခြားအကြောင်းအရာ तू မှားနေတာမျိုးဒါမှမဟုတ် तू တခြားကိစ္စပြောချင်လို့ screenshot မပေးချင်လို့ဆိုရင်ဒီ skip လေး button လေးထားပေးတဲ့တဘောပေါ့နော်ဆိုတော့ဒီ screen ဒီ skip မှာလည်းကျွန်တော်တို့ကမြားထွက်ပြီးတော့ flow ချိတ်ချင်နေရတယ်ဒါမျိုးဆိုတဘောအရေးမကြီးဘူးကျွန်တော်ကြိုက်တယ်ကိုလုပ်ချင်တဲ့ flow design ဆွဲလို့ရတယ်ဆိုတော့နောက်တစ်ဆင့်ကကျွန်တော် open AI ပေါ့ဒါကပါတယ်ဘယ်ထဲရလဲဆို action နဲ့ကျွန်တော်ဒီ action add content နဲ့ action အောက်မှာ open AI ရှာကြည့်ပါကျွန်တော်တို့ဘယ်မှာရှိမလဲဆိုတော့အပေါ်မှာရှိမယ်အပေါ်ဆုံးမှာ open AI ဆိုတာရှိတယ် open AI လေးရွေးလိုက်ပေါ့နော်ရွေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော် prompt လေးပြမယ် prompt နဲ့ပြရင်အပေါ်ဆုံးကကျွန်တော်တို့ကopen AI ရဲ့ function အများကြီးရှိရ generate image လောက်မှာလား generate text လား speech to text text to speech အစုံပဲဒီထက်ကျွန်တော်တို့ခုလုပ်မယ့်ကိစ္စ analyze လုပ်မှာဆိုတော့ analyze image ကိုရွေးပေးဖို့လိုတယ်ပြီးတော့ခုနကျွန်တော်တို့တင်ခဲ့တာပေါ့နော် screenshot ကိုတင်ခဲ့တဲ့ URL screenshot URL တင်ခဲ့တဲ့ custom field ကိုဒီမှာကျွန်တော်ပြန်ရွေးပေးဖို့လိုတယ် image ဆိုတဲ့အောက်မှာဒီ prompt ကဒါဒီတိုင်းရေးရမယ်တော့မဟုတ်ဒါလေးကတော့အသုံးဝင်တော့ပေါ့နော်ဒါနမူနာကိုဆွဲထုတ်ခြင်းတဲ့ပုံမူတည်ရဒါကကျွန်တော်က transaction ID ရွယ်ဆွဲထုတ်တာတခြားဆိုပါစို့လူရှင်နာမည်တို့ဒီတဲ့ကပမာဏ amount ဘယ်လောက်လဲဒါမိတ်ဆွေအနေနဲ့ဆွဲထုတ်လို့ရတယ် sorry ဆိုတော့ဒါကတော့ကိုဘယ်လိုလုပ်ချင်တဲ့ပုံမူတည်ပြီးတော့ prompt ကိုကစားလို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်က transaction ID ထည့်တယ်တကယ်လို့ဒါprompt ရဲ့တဘောတရား negative ပေါ့သူကိုဖြစ်ချင်တဲ့ဟာပြောပြီးမှဖြစ်တဲ့ခါကျမဖြစ်ခဲ့ရင်ပေါ့နော်အဲ့လိုအနေထားလေးထည့်ပြီးရေးပို့လို့တယ်ဒီမှာဆိုကျွန်တော်ဥပမာအဲ့လို number မရှိခဲ့ဘူးဆိုရင် transaction ID မရှိဘူးဆိုရင်ပေါ့နော်သူကတွေ့ကြရ screenshot ကောက်ရိုက်လိုက်ပို့လိုက်တယ် bank transaction ID မဟုတ်ဘဲねတခြား screenshot တွေကောက်ထည့်ခဲ့တယ်အဲ့လိုလက်စော့ချေစော့လာလုပ်တဲ့ဟာမျိုးဆိုရင် invalid transaction photo ဆိုပြီး reply ပြန်ဖို့ပြောထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီမှာmodel ကတော့ GPT-4o ရွေးရကောင်းတယ် mini လည်းရှိရအစိသက်သာတယ်တော့ပြင်ကျွန်တော်တို့ပို့ပြီးတော့တိကျတဲ့ 4o ပဲကျွန်တော်ရွေးစေချင်တယ်0နည်းနည်းပို့ပေးရပါပေါ့နော်ဒါပေမဲ့တိကျတာရွေးတာပိုကောင်းပါတယ်ဒီမှာလည်းကျွန်တော် screen custom field ကိုတိမ့်မဲ့နေရခုနတစ်ခုနဲ့မတူဘူးပေါ့နော်ဒါနောက်တစ်ခုဟိုကနာမည်ပေးပြီးတိမ့်ဖို့လုပ်မယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော် continue နှိပ်လိုက်ရမယ်ဆို open AI ကစစ်ဆေးပြီးသွားတဲ့အချိန်မှာသူ့စီကနေပြီးကျွန်တော်တို့က
နောက်ထပ် flow တစ်ခုထပ်ထွက်မယ်ပေါ့နော်အကယ်လို့ဒါ OpenAI မှာကိုကငွေသွင်းထားတာကုန်သွားတာမျိုးဒါမှမဟုတ် OpenAI server down တာမှာ OpenAI မှာ error တစ်ခုဖြစ်ခဲ့တယ်ဆိုရင် fee ဖြစ်သွားခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ customer fee ဖြစ်တဲ့ message ပို့လို့လည်းရတယ်ကျေးဇူးပြုသိခံမိပါပေါ့နော်နည်းပညာအခက်အခဲများရှိပါတယ်ဖြင့်ကျွန်တော်တို့ admin team မှာပြန်လည်ဆက်သွယ်ပြီးပါမယ်စသဖြင့်ပေါ့နော်ဆိုတော့ဒီက fee message success message မှာသူ့ကို transaction ID in case ပေါ့ AI ကအမှားယွင်းဖြစ်ခဲ့တယ်ဆိုရင်မမှားရအောင်ကျွန်တော်ဘာလုပ်မလဲသူ့ကိုကျွန်တော် transaction ID ကို confirm လုပ်မယ်ပေါ့နော်ဒီဟာမှန်လားဒီ ID မှန်လားပေါ့ဆိုတာလူဆိုရင်တော့မေးကြတော့မလို့ပေါ့လူကကြည့်ဒါပေမဲ့လူကြည့်ရင်လည်းဒါ error တော့အနေများရှိနိုင်တာပဲဆိုတော့ပို့တေးကြအောင်ဒါ customer solution ကိုကျွန်တော်ကပြန်မေးတဲ့ပေါ့နော်အမှန်လားမှန်လားမေးလို့ရမယ်ဆိုတော့ဒီဟာကရိုးရိုး text box ပဲတုံးထားတယ် get user data ပထမဆုံးမှာပြောလို့ data တောင်းတဲ့ဟာမဟုတ်ဘူးရိုးရိုး text box ပဲအဲဒါပေမဲ့အောက်မှာကျွန်တော် quick reply ကို yes no ထည့်ထားတယ်ပေါ့နော်ဒီမှာထည့်လို့ရတယ်အဲဒီမှာတော့ကျွန်တော်ပြန်ဖြတ်လိုက်မယ်ပေါ့နော် okay ကျွန်တော် get user data အခုလိုမျိုးဟို ချက်လက်တွေယူခြင်းတဲ့အခါကျရင်ဥမာ customer ရဲ့နာမည်ကို confirm လုပ်ပြီးပါဆိုတဲ့ဟာမျိုးကျရင် get user data add content တွေက get user data ကိုသုံးပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဘယ်မှာ save မလဲပေါ့ဆိုတော့ဒီကခုနကကျွန်တော်တို့ image type လို့ပြောတယ်ဒီမှာ image မဟုတ်တော့ဒီမှာ text ပေါ့စာကို save မှာဆိုတော့ text ကျွန်တော်ကြိုက်တဲ့ဟာတစ်ခုထည့်မယ်ပေါ့နော်ဒီမှာကျွန်တော်တခြားရှိတာကောက်ရွေးထားပြည့်စုံအနေနဲ့ကဒါကိုနာမည်မှတ်မိမဲ့ custom fee နာမည်ပေးပြီးတော့တိမ့်ဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒီနာမည်တွေလည်းမိတ်ဆွေအနေနဲ့တိထားဖို့လိုတယ်နောက်မှကျွန်တော်ပြန်သုံးမှာဖြစ်တဲ့အတွက် confirm your name confirm amount ဒါမေးချင်နေဆိုရင်ဆက်သွားမေးချင်ရင်ကျွန်တော်ဒီ step တွေထည့်เสียမလို့ပေါ့နော်ဒီအဆင့်တွေကပြီးရင်ကျွန်တော်ဘာလုပ်မလဲဆို Google Sheet နဲ့ check လုပ်မယ်ပေါ့နော် Google Sheet ကျွန်တော်ဒီအောက်က plus နှိပ်ပြီးတော့ action ကိုထည့်လိုက်ရတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ကရိုးရိုး send message တွေကနေပြီးတော့ action တစ်ခုခေါ်လို့လည်းရတယ်ဥပမာဒီအောက်မှာ add content တွေမှာ action ဆိုတာရှိတယ်ဒီတွေက Google Sheet ကိုယူတယ်ဒါတဘောတွေကအတူတူပဲပေါ့နော်ဒီမှာ Google Sheet ဆိုတာရှိတယ်ဆို Google Sheet ကခုနကကျွန်တော်ရှေ့ဆုံးမှာပြောခဲ့လို့ data validation လုပ်ဖို့ပေါ့နော် validate လုပ်မလဲပေါ့ဆိုတော့ကျွန်တော်တို့ဒီမှာဥပမာကျွန်တော် demonstration ခုနကျွန်တော်ပြခဲ့ demonstration နဲ့ချိန်တာ demonstration ဆိုတဲ့ Google Sheet ရှိနေပေါ့နော်ဆိုတော့ဘာ function ကိုဘာ action ကိုသုံးမလဲဆိုတော့ validate လုပ်ဖို့ get row ကိုသုံးမယ် get row ကိုသုံးတဲ့အခါကျရင်ကျွန်တော်ကဘာနဲ့ validate လုပ်မလဲဆို local column ဆိုတာနဲ့သုံးမယ်ဆိုတော့ဒါကကျွန်တော် product အောက်မှာရွေးထားတာပေါ့နော် product မဟုတ်ပဲခုန transaction ID ပြန်သွားမယ်ဆိုရင်သူ့ filter တဲ့ပုံစံကဒီအောက်မှာ transaction ID ပဲရှိမယ် column တစ်ခုပဲရှိလို့ column 5ခုထည့်တိုင်း5ခုဟာပေါ်မယ်ပေါ့နော် condition ကမဖြစ်မနေတူရမယ် contain မဟုတ် is ပေါ့ contain ဆိုရင်ပါဝင်တာပဲပြောတာဒါတစိမ့်တွေစားပါရတယ်ဆိုတဲ့ပုံမျိုးကျွန်တော်တို့ကလုံးဝကိုတူးချင်တာဆိုတော့ is ပေါ့ပြီးရင်ကျွန်တော်တို့ကဒီမှာ custom fee ကိုရိုက်ဖို့လိုတယ်ပေါ့နော်ဆိုပါတော့ကျွန်တော်တို့ကဒါခွင်းလေးပေါ့နော်ခွင်းကိုရိုက်လိုက်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကခုနကဆိုပါစို့ဒီဟာကဘာနဲ့တူရမလဲဆိုရင် transaction ID တော့ temp text လို့ဒီကျွန်တော်လုပ်ခဲ့ရ temp text ဆိုတာရှိမှာ temp text get ပေါ့ဆိုတော့ဒီ custom fee ကဘယ်ကလာလဲဆိုတော့ကျွန်တော်တို့ဒီရှေ့က AI ကဆွဲထုတ်ထားတဲ့ဟာပေါ့နော်ခုနကျွန်တော်တို့ဒီနံပါတ်လေး transaction ID မှန်လားဆိုတဲ့ဟာပေါ့ဒီမှာ temp text ဆိုတဲ့ဟာမျိုးဆိုတော့ဒါကြောင့်ကျွန်တော်ရှေ့မှာပြောခဲ့တာခုလုပ်ခဲ့တဲ့ custom fee နာမည်လေးတော့မှတ်မိဖို့လိုတယ်ပေါ့နော်ဒါဆိုဒါ verify လုပ်ဘာနဲ့ verify လုပ်တာလဲဆိုတာသိရအောင်လို့ဆိုတော့ temp text ဒီခုနကကျွန်တော်တို့ကဘယ်ကထွက်လဲဆို OpenAI နဲ့ output ကနေထွက်လာတိန်းတဲ့နေရာပေါ့နော်ဒီနေရာမှာကျွန်တော်မျက်စိမြင်အောင်ပြန်ပြမယ်ဆိုရင်ဒီမှာ temp text ဆိုပြီးတိန်းခဲ့တယ်ဆိုတော့အဲ့ temp text ကိုပဲကျွန်တော်ပြန်သုံးနေတယ်ဒီမှာလည်း confirmation လုပ်တဲ့ခါကျ temp text နဲ့ပြပြီး confirm လုပ်တယ်ဆိုတော့ temp text ဆိုပြီးတော့ user မြင်မှာမဟုတ်ဘူးသူမြင်ရမှာကဒီခုနကျွန်တော်ပြောခဲ့လို့ bank screenshot မှာပါတယ် transaction ID နံပါတ်ကြီးထွက်လာမှာဆိုတော့ ID နံပါတ်ကိုကျွန်တော်တို့က validate လုပ်ရှင်တာဆိုတော့ Google ရှိမှလည်းကျွန်တော်ရှေ့မှာသုံးခဲ့တဲ့custom fee ပဲပြန်သုံးတဲ့တဘောပေါ့နော်ဆိုတော့ local column မှာအသုံးပြုပေးတဲ့တဘောပေါ့
okay ကဲလို့ local လုပ်လိုက်လို့ success ဖြစ်သွားတယ်ဆိုရင်သွားဒီလိုဆက်သွားမယ် fail ဖြစ်သွားခဲ့တယ်ဆိုရင်ဒီမှာသူ့ကိုcustomer ကိုအလူရှင်ကိုကျွန်တော်ပြန်ပြောမလဲဆိုတော့ကျွန်တော်တို့နီးပညာခက်ခဲရှေ့ခုနလို error လိုမျိုးဖြစ်တယ်မျိုးပုံစံမျိုးပေါ့နော်ပြန်ပြောလို့ရတယ်ဒါမှမဟုတ်လဲဒီအခုမိတ်ဆွေထည့်သွင်းလိုက်တဲ့ transaction ID number ကကျွန်တော်တို့ရဲ့တင်ပြထားတဲ့အချက်လက်တွေမရှိသေးပါဘူးကျေးဇူးပြု၍စောင့်ဆိုင်ပေးပါပေါ့နော်ကျွန်တော်တို့ admin တင်းကနေပြန်ပြီးဆက်တွဲပေးပါမယ်ဆိုတဲ့ဟာမျိုးအဲ့ဒါကြောင့်မဟုတ်ဘဲနဲ့သူကပေးတဲ့ screenshot ကကျွန်တော်တို့ခုမှားယွင်းဖြစ်နေတာပေါ့နော်မှားပို့တာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ bot ကိုလာကစားတာတကယ်တမ်းသူဒီ transaction ID ပါတဲ့ဟာပြတာမဟုတ်တခြား screenshot တွေရှောက်ပြတာမျိုးဒါမျိုးပေါ့ fraud လုပ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကဒီမှာသူ့ message တစ်ခုပြန်ပေးမယ်ပေါ့နော်ပြီးကျွန်တော်တို့ကဒီထဲမှာအကယ်လို့ကိုက admin တွေကို notify လုပ်ချင်နေတယ်ဆိုတော့ notify လုပ်လို့ရတယ်ပေါ့နော်ဒီမှာတစ်ခုရှိတာ admin notification က email နဲ့ချိန်ပြီးသွားတယ်ပေါ့နော်အဲဆို messenger ဘာလို့မလုပ်လဲဆိုတော့ messenger 24 hour rule ရှိတဲ့အတွက် admin notification ကို chatbot platform မှာမသုံးကြဘူးပေါ့နော်ဆိုတော့ကျွန်တော် Telegram ကိုသုံးချင်တယ်ဆို Telegram ကိုပို့တဲ့ flow တက်စောက်ထားပြီး admin notify flow တက်ဆိုစောက်ထားပြီးအဲ့ဒီ flow လမ်းချိတ်တာပိုကောင်းတယ်ပေါ့နော်အဲ့ content ထဲမှာကျွန်တော်တို့ကဘာရှိမလဲဆိုရင် action တွေကကျွန်တော်တို့က more option ထဲမှာ send another flow ဆိုပြီးကျွန်တော်လုပ်ထားတယ်ဆိုတော့နောက်ထပ် flow တစ်ခုကောက်ပြီးပို့လိုက်တဲ့ပေါ့ admin notification flow စောက်ထားပြီးအဲ့ဒီ flow တစ်ခုနဲ့တစ်ခုကိုပြန်ချိတ်တယ်အဲ့တပေါ့ပေါ့နော်ဆိုတော့ဒါကတော့တိတ်အရေးမကြီးပါဘူး fail ဖြစ်တဲ့ဟာပါအရေးကြီးတာကကျွန်တော်တို့ကအပေါ် success ဖြစ်သွားခဲ့တယ်ဟုတ်ပြီ validate ဖြစ်တယ်ကျွန်တော်တို့မှာခုနကျွန်တော်ပြောခဲ့လို့ Google ရှိမှာပြတာဒီ ID number နဲ့ဒါ screenshot မှာလာပြတဲ့ ID number ကတူးနေတယ် open ရန်ထုတ်ပေးတယ်ပေါ့နော် ID number ဒီ ID နဲ့ထပ်တူကြနေခဲ့တယ်ဒီ list ထဲမှာပါနေခဲ့တယ်ဆိုရင်တိကျတဲ့ဒါကျွန်တော်တို့ဒါအလူရှင်စစ်ပေါ့နော်သူ certificate ထုတ်ပေးမယ်ပေါ့ဆိုတော့ certificate ထုတ်ဖို့အတွက်ပေးဖို့အတွက်ခုနနောက်ဆုံး flow ဟိုကျွန်တော်တို့ပြန်ကြည့်မယ်ပေါ့နော်ဆိုတော့ဒီမှာဘာ action သုံးထားလဲဆိုတော့action သွားမယ် trigger ကိုသုံးထားတယ် trigger မှာသုံးမျိုးပေါ့ဒါ automation platform တွေထဲက make ကြိုက်တဲ့ဟာသုံး Zapier ပဲဖြစ်ဖြစ် make ပဲဖြစ်ဖြစ် public ပဲဖြစ်ကျွန်တော်တို့ public သုံးတဲ့အတွက် public trigger ကိုသုံးတယ်ပေါ့နော်ပြီးပြီး make ဆွေအနေနဲ့ကဒါကြိုက်တဲ့ trigger နဲ့ရိုက်ထည့်လိုက်လို့ရတယ်စာရိုက်ပြီးတော့ enter ခောက်ပို့လို့ရပေါ့နော်ဒီမှာကျွန်တော် image personalization ဆိုကျွန်တော်တို့ရေးထားတယ်ပြီး enter ခောက်ထားတယ်ပေါ့နော် okay ဆိုဒါဒီအဆင့်ဆိုရင်ဒါကျွန်တော် chatbot ထဲမှာဘာတွေလောက်သွားလဲဆိုတော့ screenshot ကိုပြခိုင်းတယ် screenshot တဲ့အချက်လက်ကိုဆွဲထုတ်တယ် Google ရှိတဲ့အချက်လက်ကို get rule နဲ့လုပ်ပြီးတော့ဒါ verify လုပ်လိုက်တယ်verify ဖြစ်တယ်ဟုတ်တယ်ကျွန်တော်တို့ဒီမှာလည်းရှိတယ် customer ပြတဲ့ screenshot ထဲကလည်းဟုတ်တယ်အဲ့ဒီ ID number မှန်ပါတယ်ဆိုတဲ့ဟာကိုအတည်ပြုပြီးသွားပြီဆိုတော့သူ့ကို certificate ထုတ်ပေးဖို့ဒါမှမဟုတ် receipt တွေ invoice တွေထုတ်တဲ့တဘောပေါ့နော်အဲ့ဒီဟာကိုထုတ်ဖို့ဆိုရင် public connect ကိုသွားဖို့လုပ်မယ်ဆိုတော့ public connect မှာလည်း flow တစ်ခုစောက်ဖို့လိုတယ်ပေါ့နော် chatbot flow စောက်လို့ပဲသူကလည်း public connect မှာလည်း flow တစ်ခုလုပ်ဖို့လိုတယ်ပေါ့နော် flow တစ်ခုလုပ်လိုက်တယ်နာမည်ကြိုက်တာပြီးမယ်ဒါတော့ flow လုပ်ပြီးသားတစ်ခုကိုကျွန်တော်ပြပေးနေရပါတော့ဆိုတော့ဒီမှာလည်း flow on off လုပ်တာမျိုးရှိတယ်ဒါဆိုဒါကျွန်တော်ဖွင့်ထားတယ်အသုံးပြုနေတယ်ပေါ့နော်ဆိုတော့ဒီ flow ထဲမှာအစိပ်ပိုင်းဘာတွေပါမလဲပထမဆုံးအဆင့်က flow မှာကျွန်တော်ခွဲမြင်ဖို့လိုတယ် trigger ပေါ့နော် trigger ရှိတယ် action ရှိတယ်ဒါ Zapier ပဲဖြစ်ဖြစ် public ပဲဖြစ်ဖြစ် automation နဲ့အတူလုပ်တယ် trigger ဆိုတာသူကဘယ်ဥစ္စာစပြောစတင်မလဲပေါ့ကျွန်တော်တို့ notification လက်ခံရရှိတဲ့သဘောမျိုး trigger လုပ်လိုက်တဲ့သဘောပဲဆိုတော့ဘယ်ရလဲဆိုတော့ဒီကျွန်တော် concept application ပေါ့နော် concept chatbot ကနေလာတဲ့အချက်လက်တွေကိုဒီ platform နဲ့ public connect ထဲဝင်လာခဲ့တယ်ဆိုရင်ကျွန်တော်တို့က Google Slide ထဲမှာအချက်လက်တွေဖြည့်မယ်ပြီးကျွန်တော်တို့ concept ကိုပြန်သွားတယ် concept ကို flow ပြန်ပို့ခိုင်းတယ်ပေါ့ဆိုတော့ဒီဟာကဘယ်လိုလုပ်သွားလဲကျွန်တော်ပထမဆုံးကြည့်ရအောင်ပထမဆုံးအနေနဲ့ကဒါ appcom ဆိုတဲ့ဟာ choose app မှာဒီဆိုအနေနဲ့ကဒီ app app context ပေါ့နော် concept ရဲ့ c1tx ပေါ့ concept ကိုဒါကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော် trigger events မှာဘယ်မျိုးစားလဲဆိုတော့ public trigger public event ဘာလို့ဆိုတော့ trigger အများကြီးရှိတယ်အဲ့ဒီထဲကကျွန်တော်တို့ကtrigger public event ဆိုတာဒါပါလဲဆိုခုနကျွန်တော် flow နောက်ဆုံးမှာလောက်ခဲ့တဲ့ trigger အမျိုးအစားပဲဆိုတော့ဒီ flow တွေကဇက်တိုက်ဖြစ်သွားတာဆိုလိုတာဒါ background မှာလောက်သွားတာပေါ့နော် customer ကတော့ screenshot လေးပဲပို့ပေးလိုက်တာပြီးရင်သူက confirmation ပေါ့နော်နာမည်တွေ confirm လုပ်တာ amount တွေ confirm လုပ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကနေတဆင့်သူကအလိုလျောက်ဒါ public ကိုရောက်ချလာတယ်ရောက်ချလာတဲ့အချိန်မှာ
အချက်လက်တွေဝင်လာတယ်ပေါ့နော်ဆိုတော့အချက်လက်တွေကိုကျွန်တော်တို့နောက်တစ်ဆင့် step 2မှာ trigger ဖြစ်သွား action တွေလုပ်မယ် action က step 2ကကျွန်တော် Google Slide ထဲမှာကျွန်တော်တို့ကဒါယာယီတဘောပေါ့နော်ကျွန်တော်တို့ဟို file တစ်ခု create လုပ်လိုက်တဲ့တဘောပဲဆိုတော့အရင်ဆုံးကျွန်တော်တို့က Google Drive ထဲမှာ folder တစ်ခုစောက်ဖို့လိုတယ်မလို့မဟုတ်ကျွန်တော်ရောရှုပ်ထွေးကုန်မယ် folder ထဲမှာcertificate ထုတ်မယ်ဆိုလဲ certificate receipt ဆိုတဲ့ receipt တပုံတရားပေါ့နော်ဆိုတော့အဲ့ဒီ receipt တွေတန်းစီပြီးတော့ထည့်တာစုထားတဲ့ဟာမျိုး folder တစ်ခုစောက်မယ်အဲ့ folder ကိုလည်းကျွန်တော်တို့ကအောက်folder name ပေးရမယ်ပေါ့နော် folder name ဒါမှကျွန်တော်တို့ဒီ website ထဲမှာပြန်လုပ်လို့ရမယ် okay ဆိုတော့ဒီမှာနမူနာ Google Slide ထဲမှာကျွန်တော်ဘာလုပ်ထားလဲဆိုတော့ Google Slide ဆိုတဲ့ application ရွေးထားတယ်ပြီးကျွန်တော်တို့က create presentation from template ဆိုတဲ့ action events ကိုသုံးမယ်ပြီးကျွန်တော် template presentation ကဘယ်ဟာကိုယူမလဲပေါ့ဆိုတော့အရင်ဆုံးသူက slide တစ်ခုလုပ်လိုက်ဖို့လိုတယ်ဒီမှာဆိုကျွန်တော် student certification ဆိုတဲ့ Google Slide လေးပေါ့ဒီ Google Slide ထဲမှာဒါတော့နမူနာပြထားတယ်မိတ်ဆွေအနေနဲ့ကြိုက်တဲ့ certificate ဆိုတဲ့ certificate receipt ဆိုတဲ့ receipt ဒီမှာလုပ်လို့ရတယ်ကြိုက်တဲ့ size ကိုကျွန်တော်ပြုပြင်လို့ရတယ် Google Slide ရဲ့ file ပြီးတော့ကျွန်တော် page setup ပေါ့နော် page ကဘယ်လောက်အရွယ်အစားထားမလဲဟိုကဒီအရွယ်အစားသတ်မှတ်ဖို့လိုတယ်ပေါ့နော် pixel လား point လားအစရှိမြင်ကိုလှုပ်ချင်တဲ့ပုံစံမျိုးကျွန်တော်လုပ်ဖို့လိုတယ် A4 size ကြီးထုံးမှလားစသဖြင့်ပေါ့နော်ဆိုတော့A4 size ရဲ့လက်မတွေရိုက်ထည့်တာမျိုးတွေ pixel တွေထည့်တာမျိုးတွေစရှိမြင်ကိုလိုအပ်တဲ့ page size ဒါကတော့ default size PowerPoint slide ရဲ့ပုံစံပေါ့နော်ကျွန်တော်ထင်တယ် 4:3 လောက်ရှိမှနေတူတယ်ဆိုတော့ဒီထဲမှာကdynamic data တွေထည့်ဖို့မြုပ်ကွက်ကပါလဲဆိုရင်ကျွန်တော် text box တစ်ခုရိုက်ထည့်တဲ့ခါကျရင်အခုလို green လေးတွေထည့်ဖို့လိုတယ်ဒါလို့ကျွန်တော်တွန့်ကွင်းခေါ်မလားဆိုတွန့်ကွင်းလေးနှစ်ခုဖွင့်အပိတ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ delete ထားမှာဒီထဲမှာရှိတဲ့ font တွေအားလုံးတူရမယ်ဒါဆိုရင်ကျွန်တော်ဘာ font သုံးထားလဲဆိုတော့မြန်မာစာတွေလည်းအဆင်ပြေအောင်လို့တခါတချို့လူတွေက customer တွေဒီအလူရှင်တွေကသူ donator နာမည်ရိုက်တဲ့ခိုင်းဗမာလိုထည့်ချင်တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ဗမာနာမည်လည်းအဆင်ပြေအောင်ဒီ Google ရဲ့ဗမာ font ကပတောက်ကအဆင်ပြေတယ်ပေါ့နော်အားလုံး select လုပ်မယ်ဒါကျွန်တော်တောက်ကိုရွေးထားပေးတယ်ပေါ့နော် font size လည်းအရန်ကြီးရင်ကျွန်တော်တို့ကမဆက်တာမျိုးတွေအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့် font size လည်းအရန်ကြီးပဲတင့်လောက်ပေါ့နော်ကိုယ့်ရဲ့စာမျက်နှာမဟုတ်မူတည်ပြီးတော့နည်းနည်းမြင်သာတဲ့အနေထားလောက်ထည့်ရတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့က dynamic variable တခု custom field တခုပုံစံမျိုးပေါ့ဆိုတော့ဒါပြီးရင်ကျွန်တော်တို့ကနောက်ထပ် box လေးတွေထပ်ထည့်လို့ရတယ် name တို့နောက် donation amount တို့စသဖြင့်ကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်ဆိုတော့ဒီဟာတွေကဘယ်မှာပြန်လာပေါ်မလဲဆိုတော့ဒီဟာတွေကကျွန်တော်ခုန public connect ရဲ့ဒီမှာလာပေါ်ဒီမှာခုနကျွန်တော်လုပ်ထားဆို name ပေါ့ name ဆိုတဲ့ဟာဒီမှာလာပေါ်တယ်ဒီတရုပ်စာလေးတွေကဲလို့သူကနှစ်ခုထည့်တိုင်းဒီ name အောက်မှာတစ်ခုထပ်ပေါ်မယ်ပေါ့နော်ဆိုတော့ donation amount ပေါ့ donation amount ဆိုလဲ donation amount ဆိုပြီးတော့ထပ်ပေါ်လိမ့်မယ်ခုနလိုကျွန်တော်တို့ကဒါ wing လေးအရှိရောအနောက်feature လေးခတ်ဖို့လိုတယ်ပေါ့နော်လုံးမတာလေးဒီမှာလာပေါ်တယ်အဲ့တိုင်းမပေါ်ရင်ကျွန်တော်တို့တခုခုမားနေတယ်ကျွန်တော်ပြန်ချိတ်ဖို့လိုတယ်ပေါ့နော်โอเคဒီမှာကျွန်တော်တခုမပြောခဲ့တာကဒီမှာချိတ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့စစချင်းချိတ်တဲ့ဟာတော့မပါတော့ပေါ့နော်ချိတ်တာလေးလွယ်ပါတယ်သူလည်းဆိုပါစို့ Google ဆိုရင်တော့ Google ကဒါကျွန်တော် concept မှာချိတ်လို့ပဲပေါ့နော်ကိုချိတ်မဲ့ Google account ကိုရွေးခိုင်းတယ်တောက်လျှောက်ခုန continue သွားလို့မျိုးနှိပ်သွားတာမျိုးပေါ့နော်လှုပ်သွားလို့ရတယ် concept လည်းconcept ကကြတော့ခုနကျွန်တော်ပြခဲ့တဲ့ကျွန်တော်ဗီဒီယိုအစောပိုင်းမှာပြခဲ့ပေါ့နော် setting ထဲကဒီ API access token ယူရတဲ့ဟာမျိုးဆိုတော့အဲ့ဒီ API access token ကိုကျွန်တော်ဒီအခု trigger ထဲမှာထည့်ဖို့လိုတယ်ပေါ့နော်ဟိုကစချိတ်လိုက်တဲ့အချိန်မှာ connect နှိပ်လိုက်တဲ့အချိန်ကျ API key တောင်းနိုင်မယ်အဲ့ချိန်ကျရင်ခုနကူးခဲ့တဲ့ကျွန်တော်တို့ concept ထဲကဟာကိုပဲသုံးရမယ်ဘာလို့ဆိုတော့ဒါက app con ဆိုတာဒါ concept ပေါ့ concept ရဲ့ platform နဲ့ချိတ်တာဖြစ်တဲ့အတွက်ဒီထဲမှာသူ့ API key နဲ့ကျွန်တော်ထည့်ပေးဖို့လိုတယ်ပေါ့နော်ထည့်ပြီးကျွန်တော်တို့ကဒါဒီဥစ္စာက advance ကဒါခုန trigger advance ကဒီနာမည်ပေးထားတဲ့ဟာကဒါ chatbot ထဲကလာတာကျွန်တော်ပြန်ပြောရမယ်ဆိုရင် sorry ဒီကလာတာ okay ပြီးရင်ကျွန်တော် okay ကျွန်တော်ပထမဆုံးအဆင့်က slide template ကိုဖန်တီးတယ်ဆိုတာခုနကဒီမှာပြန်ပြမယ်ဆိုတဲ့ဒီထားမှာဒါ dynamic data တွေကဒါလေးပဲ title or new presentation ဆိုတာ file name ပေးတာပေါ့နော် file name ကသူအဲ့ဒီခုနကျွန်တော်ဖန်တီးထားတဲ့ folder တခုအောက်မှာတစ်ခုပြီးတစ်ခု certificate တစ်ခုထုတ်တိုင်း
Google Slide file တခုဖန်တီးနေမှာ presentation file တခုဖန်တီးသွားတဲ့ဘောမျိုးပေါ့ဟိုကျွန်တော်တို့ဒီ Microsoft လိုမျိုးပြောရင် PPT ပေါ့ PPTX file ကိုဖန်တီးသွားလို့ပဲဆိုတော့ file naming system ကိုကျွန်တော်တို့ပြီးဖို့လိုတာပေါ့နော်ပြန်ရှာတဲ့ခါလဲလွယ်ကူအောင်ဆိုတော့ဒီဟာကိုကျွန်တော်တို့က click ထောက်လိုက်တယ်ဆိုရင်ဥပမာပေါ့နော်ဒီမှာအပေါ်မှာဆွဲကားထဲမှာကျွန်တော်တို့ကရိုက်ပြီးတော့ select လုပ်သွားတဲ့ဘောပဲပေါ့ဥပမာကျွန်တော်ဒီမှာ search ထဲမှာရိုက်လဲရတယ်ဥပမာထားပါတော့ name ဆိုရင်ဒီမှာlast name full name first name စသဖြင့်ပေါ့နော်ဆိုတော့ကျွန်တော်တို့က full name သုံးချင် full name လေးကိုရွေးလိုက်ရပိုကောင်းတယ်ပေါ့နော် full name လေးရွေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့အချိန်ပေါ့နော်user lesson ဆိုတာဒါကျွန်တော်တို့ဘာခေါ်မလဲသူ့ရဲ့ time stamp ပေါ့ time stamp ကိုကျွန်တော်ယူလိုက်တယ်ပုံစံမျိုးပေါ့နော် time stamp ကိုကျွန်တော်ယူလိုက်တယ်ဆိုတော့ဒါမိတ်ဆွေအနေနဲ့ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ဒီနေရာတိတ်ပြတ်နာမရှိဘူးပြီးကျွန်တော်တို့က location ဒါ folder ပေါ့နော် new presentation location ဆိုတာခုနကျွန်တော်တို့ဖန်တီးခဲ့တဲ့ folder တခုအောက်မှာတင်မယ်ဆိုတော့အဲ့ဒီ folder ဒီ drop down list ထဲမှာပါလိမ့်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးကကျွန်တော်တို့ကဒီ slide ရှိဖို့လိုတယ်ဒီ slide တင်ဖို့လိုတယ်ပြီးတော့ပြီဆိုတော့အဲ့ slide ကိုဒီမှာကျွန်တော် drop down list မှာ template presentation ကိုရွေးရတယ်ပြီးတော့ file အသစ်ပေါ့ခုန file ကသူ့ဟာသူရှိလိမ့်မယ်ဒါသူ့ဟာသူရှိနေတဲ့ file template အနေနဲ့ရှိနေတဲ့ file ပြီးကျွန်တော်တို့အဲ့ဒီ file နောက်ထပ် file တွေကိုဒီဥပမာဒီမှာ demo ဆိုတဲ့ folder ကျွန်တော်လုပ်ထားတဲ့ဟာမျိုးပေါ့ဆိုတော့အဲ့ဒီ folder တစ်ခုအောက်ထဲမှာတန်းစီပြီးတော့ထည့်သွားမယ်တဘောပေါ့နော်ဆိုတော့ဒီ name ကကြတော့ဒါကဟိုကျွန်တော်တို့ဒီ dynamic data ပေါ့ခုန slide မှာပြမယ်ဆိုဒီ name နေရာမှာအစားထိုးရမှာဒါ template ဖြစ်တဲ့အတွက် template ကတလူပုံစံပေါ့နော်တကယ်တမ်းကျွန်တော်တို့ဟို customer ပေးလိုက်တဲ့ဒီ illusion ပေးလိုက်တဲ့ data ကိုအစားသွင်းလိုက်တဲ့နေရာဒါအစားထိုးမဲ့နေရာလို့ခေါ်တယ်ဒီအစားထိုးမဲ့နေရာ personalize လုပ်မဲ့နေရာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဒီရှေ့က chatbot ကကျွန်တော် concept ကလာတဲ့ data နဲ့ mix လုပ်လိုက်တဲ့သဘောပေါ့သူ့ထဲကောက်ထည့်ပေးလိုက်တယ်ဒါကျွန်တော်တို့ slide ထဲကောက်ထည့်ပေးလိုက်တယ်အလိုလျောက်ထည့်ပေးလိုက်တဲ့သဘောပဲပြီးကျွန်တော်တို့က save and send test request လုပ်လိုက်လို့ရတယ်ဆိုရင်ဒါ file တစ်ခုထွက်သွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကနောက်တတိယအဆင့်မှာကပုံထုတ်မဲ့အဆင့်ကိုရောက်တော့ပါပြီဆိုတော့ dynamic image ပေါ့ဒါကကျွန်တော်တို့က presentation slide ပဲထွက်သေးတယ်ပုံမထုတ်သေးဘူးပုံမထွက်သေးဘူးပုံထွက်ချင်ကျွန်တော်တို့ကGoogle slide ကိုပဲပြန်သွားမယ်ပြီးတော့ကျွန်တော်တို့ကအပေါ်မှာတစ်ခါချိန်ပြီးသွားပြီဆိုနောက်တစ်ခါကျွန်တော်တို့က connect လုပ်တဲ့ခါကျရင် API key တွေပါမလို့တော့ဒါတော့ဟိုတစ်ချိန်လုပ်ရုံပဲပေါ့နော်တစ်ချိန်လုပ်ထားရင်တော့နောက်ပါတယ်ပြီး action events ကခုနလိုမတူခုနကဒါကျွန်တော်တို့ကတစ်ခု create presentation from template ဒါကြတော့ get a thumbnail ပေါ့နော် thumbnail ကိုယူလိုက်တာပြီးကျွန်တော်တို့ presentation ID အပေါ်က sorry step 2ကနေယူထားတယ်ဒီမှာကျွန်တော်တို့ကဒီ map လေးဖွင့်ပေးဖို့လိုတယ်ဒီဟာလေးဒီစနစ်လေးလုပ်ဖို့လိုတယ်ဒီမှာလည်းအဲ့လို map လေးဖွင့်ထားပြီးပိုကောင်းတယ်ဆိုတော့ဒါကတော့ဒီ object ID ကိုကျွန်တော်ဘာမှမထီဘူးဒါလေးဖွင့်ထားပြီးရအဲ့ဒါပေမဲ့ဒီမှာကတော့ကျွန်တော်တို့ကရိုက်ရှာပြီး presentation ID ရိုက်ရှာဖို့လိုတယ်ခုနလိုပဲကျွန်တော်ဒီဘက်မှာ presentation ID ပေါ့နော်အဲ့ဆိုရင် review ဖို့လိုတယ်ဒါကျွန်တော်နမူနာလုပ်ပြနှစ်ခုမလိုပါဘူးတစ်ခုဆိုရ okay ပြီးရင်ကျွန်တော်တို့က sorry Germany site ကိုပုံကြီးကြိုက်ရင်ဆို large ထားပြလိုက်ရတယ်ပုံစံတိုင်း save and send test request ကိုသွားမယ် okay ဒါကျွန်တော်တို့က image personalize လုပ်ဖို့အတွက်ပုံထွက်လာတယ်ဒါကိုကျွန်တော်တို့ကဘာလုပ်ဖို့လုပ်လဲဆိုတော့ chatbot ကိုပြန်ပို့ပေးဖို့လုပ်မယ် chatbot ကိုပြန်ပို့ပေးဖို့ကကျွန်တော်တို့ကရှေ့မှာ chatbot အဝင်ရှိမှရပါတော့ဒါတို့မှဒါလည်းသူကဘယ် user ပို့ရမလဲဆိုတာဒီ platform ကနားထဲမှာနှုတ်မဟုတ်သူဘယ် user ဒီ bot ထဲကဘယ် user ပို့ရမလဲသူသိမှာမဟုတ်ပေါ်ရှေ့ဆုံးအဆင့်ရယ်ပြီးတော့ကျွန်တော်တို့က custom fee ကိုအပြောင်းလဲလုပ်ဖို့လိုတယ် custom fee ကဘာတွေပြောင်းလဲလုပ်မလဲကျွန်တော်ကြည့်အောင်ဆိုတော့ခုနကျွန်တော်တို့ဘယ်ကိုပို့မလဲဆိုတော့ user ID ပေါ့နော် user ID ကဒါကျွန်တော်တို့ chatbot ကိုစကားလာပြောတဲ့လူရဲ့ ID ဒါ concept ထဲမှာဖြစ်တဲ့ ID ကိုပြောတာအဲ့ဒီ ID ကိုကျွန်တော်တို့ကဒီအခုတိုင်းပဲရိုက်ရှာခုနတိုင်းပဲ user ID ကိုရိုက်ရှာလိုက်ဒီထဲမရိုက်ရအောင်เนาะကျွန်တော် search and map data မှာရိုက်ရမယ် user ID ဆိုတော့ဒီ1ကလာတဲ့ဟာဖြစ်ရမယ်ပေါ့နော် user ID ဆိုတာနှိပ်လိုက်ဆိုတော့ဒါရွေးသွားပြီပြီးတော့ကျွန်တော် custom fee ကိုပဲခုနကျွန်တော်တို့ဒီကတော့တစ်ခါတည်းကြိုးလောက်ထားဖို့လိုတယ်ဒီတစ်ခုကတော့ကျွန်တော်တို့ content platform တွေမှာ
custom feed စောက်တဲ့ခါကျရင်ဒီဟာလေးတစ်ခုထည့်ထားဖို့လိုရပေါ့နော်ဆိုတော့ခုနကျွန်တော်သုံးတဲ့ temp text get တို့ temp text တို့ဒါတတိယမြောက် custom feed temp text send ပေါ့နော်ပြီးတော့အဲ့ဒီဟာကိုကျွန်တော်ဘာအစားထိုးမလဲဆိုတော့ generate လုပ်ထားတဲ့ခုနဒီ step 3မှာ temp လေးကထွက်လာတယ်ပုံကထွက်လာတယ် generate လုပ်ပြီးသားပုံကို box ကိုပို့ပေးမှာအဲ့ဒီတော့ကြောင့်ကျွန်တော် value နေရာမှာ content URL ကိုကျွန်တော်တို့ထည့်ပေးဖို့လိုတယ်ဆိုတော့ content URL ကအဲ့လိုပဲအလားတူရိုက်ရှာပြီးထည့်ပေးလိုက်အောင်မယ် save and sentence လို့ခေါ်လို့မယ်ဆိုတော့ custom fee ကိုပြောင်းပေးတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ custom fee ပြောင်းပေးမှဒါလျှင်မိတ်ဆွေမြင်တာအောင်ကျွန်တော် flow နောက်တစ်ခုစုပ်ထားရှိတယ်ဒီဟာလေးပေါ့ဆိုတော့သူကဘာအမျိုးအစားလဲဆိုတော့ add content တွေက image အမျိုးအစားဖြစ်တယ် image အမျိုးအစားတွေကဒီ custom fee က temp text send ဆိုတဲ့ဟာကျွန်တော်ဘယ်ဟာရောက်လာလဲဆိုတော့ဒီ public connect တွေကထွက်လာတဲ့ဟာ public connect ကနေပြီးတော့ပို့မယ်ဟာ public connect ကဒီ URL ပေါ့နော်ဒီ URL ကိုကျွန်တော်ဒီ flow မှာထည့်ပေး sorry ဒီ flow မှာထည့်ပေးလိုက်ခြင်းအပြင် personalized image ကိုဒါကျွန်တော်တို့ user ဒါကျွန်တော် customer ဒါမှမဟုတ်ကျွန်တော်အလူရှင်ကနေပြီးလက်ခံရရှိမယ်ပေါ့ဆိုတော့ကျွန်တော်လုပ်ပြနေရတာ step တွေကဟိုရှေးလို့ထင်ရတယ်တကယ်တမ်းက user အတွက်ကဒါခုနှစ်ခုပဲသူ့အနေနဲ့ပုံပြလိုက်တယ်အချက်လက် confirmation နာမည်တွေ amount တွေထည့်ခိုင်းတဲ့ဟာမျိုးပေါ့နော်လုပ်တယ်ပြီးတော့ဒီခါနဲ့ခါတဲ့ကျွန်တော်တို့ကဒါ personal image ထုတ်ပေးတယ်ပေါ့ဆိုတော့ဒီမှာသတိထားမှာကကျွန်တော်ရှေ့မှာဒီ data တွေရိုက်တွင်းတဲ့အချက်မှာကျွန်တော်ကတစ်ခုပဲပြတာ name ပဲပြတာမိတ်ဆွေအနေနဲ့က amount ထည့်ခြင်းနေဆို amount ထည့်ပေးဖို့လိုတယ်ဆိုတော့အဲ့ amount ကဘယ်ဟာလာမလဲ dynamic data ဖြစ်တဲ့အတွက်ကိုယ့်အကူရှောက်ရိုက်ထည့်လို့မရအောင်ကျွန်တော် bot ကနေပြီးတော့ဆွဲယူတာဟာဖို့လိုတယ်ဆိုတော့ bot ကနေပြီးတော့ data တွေအများကြီးရှိရပေါ့နော် data တွေအများကြီးရှိတဲ့ဥပမာဒါဆိုရင်ဒါ bot ထဲကကျွန်တော်ကဒီကျွန်တော် concept bot ထဲကဒီမှာဆိုရင် data ဥပမာပေါ့နော် time zone တို့ subscribe date တို့ subscribe profile picture URL တို့ phone number ဘာညာစရှိတဲ့ပြင်ပေါ့နော်ဆိုတော့အဲ့ဒီထဲကကျွန်တော်တို့ခုနတိန်းခဲ့တဲ့ဟာ data တွေရှိမယ်ရှေ့ကကျွန်တော်တို့ flow ဆွဲတုန်းက get user data get မှတ်မိအောင်မယ်ဆို get user input ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က custom fee တွေထဲမှာတိန်းခဲ့ဆိုကျွန်တော်တခြားမှာပေါ့နော်အဲ့ custom fee တွေကဒီကျွန်တော်တို့ port ထဲမှာရှိတဲ့ custom fee တွေအကုန်လုံးကဒီနေရာမှာပြန်ရှာလို့ရတယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့က integrate လုပ်ဖို့လိုတယ်ပေါ့နော်ကျွန်တော် name တစ်ခုလည်းလုပ်ဆရာမလိုဘူးဒီမှာကျွန်တော်တို့ဘာထည့်ချင်လဲ donation amount ထည့်ချင်တယ်ဆိုတော့ donation amount ထည့်ပေါ့နော်ဆိုတော့ထည့်ဆိုဒီမှာ add ထည့်ရတာမဟုတ်ဘူးကျွန်တော်ဒီမှာပြောခဲ့လို့ပဲပြန်မှတ်မိအောင်ပြောမယ်ဆိုရင်ဒီထဲမှာထည့်ရတာဖြစ်တယ်ဒီဟာ name ရှိတယ်နောက်တော့ text box တစ်ခုထည့်မယ်အဲ့လိုပဲ green ခတ်ပြီးတော့ donation amount ဆိုကောက်ရိုက်လိုက်မယ်ရတယ် okay အဲ့ဆိုရင်ကျွန်တော်တို့ကဒါနောက်ဆုံးအဆင့်ရောက်သွားပြီသူ့ပို့တယ်ဒီမှာကျွန်တော်တို့ send flow ပေါ့နော်ဆိုတော့ဒီဟာအရေးကြီးရပါတော့နော် user ID ကမလွဲဖို့လိုတယ်ဆိုတော့ user ID မရှိရင်ပို့မှာမဟုတ်ဘူးဘယ်သူပို့ရမှန်းပေါ့ကတီးမှာမဟုတ်ဘူးဆိုတော့ဒီမှာ send flow to a contact ဆိုတော့ဒီ contact ကိုပို့မှာပေါ့နော်ဆိုတော့ flow ID ကဒါကျွန်တော်ရဲ့ခုနဆွဲထားတဲ့ flow ပေါ့နော် sorry ဒီတခုမဟုတ်ဘူးဒီဟာပါနော် send image personalization ဆိုတဲ့ flow အဲ့ဒီ flow ကို public connect ထဲကနေပြီးတော့ပို့တာ bot ကိုစားတော့ပို့ပေးတာသူ platform public connect ကနေပြီးတော့ကျွန်တော် concept နဲ့ချိန်ပြီးသားဖြစ်တဲ့အတွက် concept ကိုစား API နဲ့အလုပ်လုပ်ပြီးပို့ပေးလိုက်တဲ့ပေါ့ပဲပို့ပေးလိုက်တဲ့အချိန်မှာဒီ flow ထွက်သွားမယ်ကျွန်တော်ဒီ flow ထွက်သွားမယ်ထွက်သွားတဲ့အချိန်မှာ personal image ကဒါကျွန်တော် customer စီရောက်တော့မယ်ပေါ့နော် okay ဆိုတော့တော်တော်လေးရှိပါပြီဒါကကျွန်တော်တို့လောက်သွားတဲ့အဆင့်တွေပေါ့နော်ကျွန်တော်တခြားနားလည်လွယ်အောင်ပြောတာဖြစ်ပါတယ်မရှင်းနေတဲ့ဟာရှိနေကျွန်တော်မေးလို့ရပါတယ်